marketing မှာအရေးကြီးဆုံးအရာတစ်ခုရှိတယ်။ဟုတ်လားပါ။ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော်တို့တွေ marketing လုပ်ကြတယ်ဈေးတွေရောင်းကြတယ်။ဒါပေမဲ့ကျွန်တော်တို့မဖြစ်မနေတည်ထားတဲ့အရာတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့တွေ online marketing ဆိုတဲ့အရာကိုဘယ်တော့မှမမေ့တော့ဘူးပါပဲ။ကျွန်တော်တို့တွေဘာပဲရောင်းဘာပဲလုပ် customer ဝယ်ဒီဖြစ်စီမဝယ်ဒီဖြစ်စီကျွန်တော်တို့ရဲ့ပုံမှန်လုပ်ငန်းဆောင်တာဖြစ်တဲ့ online ပေါ်မှာကျွန်တော်တို့တွေဗီဒီယိုတွေတင်တဲ့အရာကိုတော့ကျွန်တော်တို့တွေဘယ်တော့မှရပ်တန့်လိုက်လို့မရပါဘူး။ marketing ဆိုတာကကျွန်တော်တို့အမြဲတမ်းနေ့စဉ်နဲ့အမျှလှုပ်ဆောင်နေရတဲ့အရာတစ်ခုလို့ပြောရင်လည်းမမှားဘူးပေါ့နော်။ဒါကြောင့်မို့လို့ကျွန်တော်တို့လုပ်ငန်းကဘာတွေလုပ်နေလဲကျွန်တော်တို့လုပ်ငန်းကဘယ်လို solution တွေကိုရောင်းတယ်ကျွန်တော်တို့လုပ်ငန်းရဲ့ product တွေကတော့ဘယ်လို benefit တွေရှိရဲဆိုတော့အကြောင်းအရာကိုတော့ customer ကမေးသည်ဖြစ်စေမမေးသည်ဖြစ်စေ customer ကဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေကျွန်တော်တို့ဘက်ကနေပြီးတော့ customer ကို awareness ရအောင်လို့လုပ်ရမှာတော့ကျွန်တော်တို့ရဲ့အဓိကတာဝန်တစ်ရပ်ပါဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအနေနဲ့ရောကျွန်တော်တို့ online ပေါ်မှာကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို daily routine တစ်ခုအနေနဲ့တိစောက်ထားပြီးပြီလား comment ထဲမှာမျှဝေသွားလို့ရပါတယ်